โอเคကျတို့ကြည့်မယ်နော်ဒီမှာပတ်တန်လေးမှာဆိုရင်ဒီမှာတစ်ချက်ကြည့်မယ်ဒီမှာလေပင်ရှိတယ်မှန်မှာနော်ရှေ့ချမ်းနဲ့နောက်ချမ်းနှစ်ချမ်းရှိတယ်နှစ်ချမ်းရှိတဲ့ထဲမှာကျတို့ဘယ်လိုလုပ်မလဲဆိုတော့လေပင်ဖောက်မယ်နော်လေပင်လေးကိုချက်ရမယ်ကျတို့စွတ်ကျဲလေးမျိုးရမယ်ယောက်ျားလေးစွတ်ကျဲလေးနော်ယောက်ျားလေးစွတ်ကျဲလေးဆိုလေပင်ပေါက်ကလည်းကျဲဂျိုင်းပေါက်ကိုလည်းကျဲလေးထားရတယ်လေနော်ကျဲလေးထားရတယ်အဲ့လိုမျိုးဖောက်မှာဖြစ်တဲ့ကြောင့်ကျတို့ကဒီပတ်ခုံးလက်ရှိပတ်ခုံးကိုကျတို့ကတဝက်လေးနော်သူ့ရဲ့လက်ရှိပတ်ခုံးကဘယ်လောက်ရှိလဲတိုင်းလေးပေါ့တိုင်းပြီးတဲ့ခါကျရင်အဲ့ဒီပတ်ခုံးကိုကျတို့တဝက်နော်တဝက်လေးနော်လက်ရှိကျတို့ပတ်ခုံးကိုတဝက်လေးနော်တဝက်လေးသူ့ရဲ့ပတ်ခုံးကိုလည်းတိုင်းလို့ရနော်ကျတို့ဒီပတ်ခုံးကိုတိုင်းပြီးတော့လည်းဆွဲလို့ရတယ်ပတ်ခုံးကိုတိုင်းမယ်နင်းနဲ့စားမယ်နော်နင်းနဲ့စားပြီးတော့ပတ်ခုံးဆွဲထားပြီနော်ပတ်ခုံးဆွဲခြင်းနဲ့ဆိုရင်နော်โอเคပတ်ခုံးကိုတဝက်နော်ရှေ့ချက်မှာနောက်ချက်မှာဝက်ရင်ရှေ့ချက်မှာလည်းပတ်ခုံးကိုတဝက်ရှာလားပတ်ခုံးကကျတော့ဘယ်လောက်ပဲချထားလဲဆိုတော့ဒီကနေဒီကို6စိတ်ပဲကျတော့ချထားတယ်နော်ပတ်ခုံးကိုရှေ့ရောနောက်ကောအတူတူပဲ6စိတ်ပဲချထားတာနော်โอเคနော်တဝက်ဝက်ပြီးသွားရင်အဲ့ပတ်ခုံးရဲ့တစ်ဖက်တစ်ချက်စီကိုကျတော့တလက်မစီဒီတဝက်နေရာနေဒီဘက်ကိုတလက်မမှန်မယ်ဒီဘက်ကိုတလက်မမှန်နော်โอเคဒီရှေ့ချမ်းမှလည်းတူပဲဒီတဝက်နေရာနေဒီဘက်ကိုတလက်မဒီဘက်ကိုတလက်မမှန်လိုက်ရှာလားအဲ့လိုလေးမှတ်ပြီးတော့ဒီရှေ့တလက်မကကျတော့လည်းပင်ဖောက်မှာနောက်တလက်မကကျတော့ချိုင်းဖောက်မှာနော်အဲ့လိုပုံစံလေးတော့အဲ့ဆိုရင်ကျတော့နောက်ချမ်းလေပင်ကိုကျတော့3ခွဲချမယ်နော်ဒီထိတ်ကနေဒီအောက်ဒါမူလလေပင်လေးပဲရှိသေးတယ်နော်မူလလေပင်ရဲ့ဒီထိတ်ကနေအောက်ကိုကျတော့3ခွဲဆိုပြီးလာမှတ်နေနော်ဘာလို့လဲ3ခွဲနော်3ခွဲချမယ်3ခွဲချပြီးတော့အဲ့ဒီမှာကျတော့ white ကလေးလာ white ကွာ4တောင်လေးခတ်လိုက်မယ်နော်4တောင်လေးခတ်ပြီးတော့ရင်ဒီကြား4တောင်ရဲ့ကြားထဲမှာကျတော့ကwhite ကလေး white လေးနော်ဒီနောက်ချမ်းနော်ဒါနောက်ချမ်းအတွက်နော် sorry โอเคနော်ဒီမှာတစ်ချက်ပြန်ကြည့်မယ်နော်ဒီမှာကျတို့မှာပခုံးလေးကိုတဝက်ဝက်ထားပြီးရင်ဘေးတလက်မစီမှတ်ထားနေရနော်လေရင်ဖောက်တော့မယ်ဆိုရင်ဒီဘက်ဒီတဝက်ရဲ့ဘေးဒီတလက်မနေရနေလာဖောက်ပေးတဲ့အခါကျရင်ဒီရဲ့လေပင်နောက်အကြကိုကျတော့3ခွဲလို့လာမှတ်လိုက်မယ်မှတ်ပြီးတော့ဒီဟာလေးနဲ့ကျတို့ဒီလိုမျိုးလေးလာဆက်မယ်နော်ကိုကပေကွေးနဲ့တခြားလေးဝိုက်ပေါ့နော်ကျတော့ဒီမှာဒီဒေါတက်လိုင်းလေးနဲ့ပြပေးမယ်နော်ဒီလိုလေးရသွားပြီနော်ဒီဘက်တလက်မနေရနဲ့ဒီလိုလာမှတ်မယ်နော်ဒီရှေ့ချမ်းနဲ့တူပဲရှေ့ချမ်းမှာဒီဘက်တလက်မမှတ်ထားနေရရှိတယ်ရှေ့ချမ်းရဲ့အောက်ကိုကြတော့ကျတို့ကဒီရင်မြင့်တီယူလိုက်နော်အကျယ်ကိုကျတို့ဒီရင်မြင့်တီချမယ်နော်အကျယ်ကိုဒီရှေ့ရဲ့အကျယ်ကိုကြတော့ရင်မြင့်တီချမယ်ဟိုဒီလောက်မ high ချင်ဘူးဆိုလဲဒီရင်မြင့်ဘောကိုတလက်မတက်ပြီးတော့ white လို့ရတယ်နော်ရင်မြင့်တီမှာ high ချင်ဘူးဆိုရင်ရင်မြင့်ဘောကိုကျတို့တလက်မတက်လိုက်နော်ဒီရင်မြင့်ဘောကိုတလက်မတက်လေဝါးတဲ့သူဆိုရင်ဒီရင်မြင့်တီလာချပြီးလို့ရတယ်နော်ရင်မြင့်ဘောတလက်မနေရာနဲ့ဒီနေရာနဲ့ကိုနော်သူ့ကိုကြတော့ဒီလိုတို့ဒီနော်ရှေ့လေပင်ကိုကြတော့ဘယ်လိုသွားမလဲသူ့ကိုလည်းဒီလို white ကလေးပဲလာမှတ်မယ်ရအောင်နော်ဒီမှာနော်ဒိုးတက် line လေးတွေနဲ့ပြမယ်နော်ရအောင်လားဒီလိုပုံစံလေးနော်ဒီလိုပုံစံလေးဒီမှာဒိုးတက် line လေးတွေနဲ့ပြမယ်โอเคနော်ဒါရှေ့လေပင်လေးဒါနောက်လေပင်လေးโอเคနော်ရှာမယ်ကိုပေကိုလေးနဲ့တခြား white ကလေး white ရရနော်โอเคအဲ့ဆိုလေပင် white တာရပြီလေပင် white တာရရင်ဆက်ပြီး giant white နော်အပြာလေးနဲ့ပြမယ် giant white မယ်ဆိုရင်တော့ဒီဟာကကျတို့တော့ဝက်နော်ဒါကကျတို့ဘာတော့ဝက်တာလဲပခုံးကိုတော့ဝက်လိုက်တာဒါကိုမှတ်ထားပြီနော် giant white တယ်ဆိုရင်လည်းဒီဘက်ကမြင်းတယ်ဒီ giant ကိုကြတော့ဘယ်လို white လဲဆိုတော့ဒီမှာဒါရှေ့ချမ်းနောက်ချမ်းနှစ်ချမ်းရှိတယ်အဲ့နှစ်ချမ်းရဲ့ဒီအရှိကိုပေါ့နော် giant ကနေအရှိကိုတိုင်းလိုက်ဘယ်လောက်ရှိလဲတိုင်းပြီးတော့အဲ့အရှိကိုတော့ဝက်လိုက်နော်အဲ့တော့ဝက်နေရာထိကိုကျတော့ giant လာဖောက်မှာနော် giant ကိုဒီမှာနောက်ဆုံးဒီဘက်ဘေးမှာပခုံးတော့ဝက်ကတလက်မထွက်ထားတာရှိအဲ့တလက်မနေရာနဲ့ဒီအောက်ကိုအဲ့တော့ဒီပေကိုးလေးနဲ့သွားတော့ကိုကနော်ဒီလိုမျိုးဝက်ကလေးလာမယ် giant ရလားနော်ဒီလိုမျိုးလေးလာမယ်နော်ဒီမှာလည်းတူတူပဲနော်ဒီဘက်အပုံနော်ဒီဘက်ကအပုံသူ
သူလည်းဒီမှာတဝက်ရဲ့ဒီဘက်ဘေးကအပုံနော်ဒီဘက်ဘေးကအပုံကနေဒီကိုဝဝိုက်ကလေးလာဆက်မယ်ရလားနော်ဒီလိုပုံစံလေးဖြစ်သွားမယ်နော်ဒီဘက်ကတော့တိမ်သွားသေးတယ်နော်โอเคဒီလိုပုံစံဒီလိုလေးဝဝိုက်ကလေးလာဆက်ပြီးနော်ကိုကဆက်တဲ့ခါကျရင်ပေကိုးလေးနဲ့တခြားဆက်ပြီနော်ရှာလားနော်အဲ့ဒါဆိုသူ့ရဲ့ချိုင်းလေးရပြီနော်ချိုင်းရပြီဒီရှေ့မှာဆိုရင်လေပင်လေးရမယ်နော်ရမယ်နော်လွယ်လွယ်လေးနော်ဒီမှာသူ့လေပင်ကဒီကနေဒီလိုလာမှာနော်ဒါနောက်ချမ်းလေပင်ဒါပခုံးအကြံလေးပေါ့နော်ပခုံးအကြံကဟိုဘက်တစ်လက်မဒီဘက်တစ်လက်မဆိုတော့နှစ်လက်မအကြံနှစ်လက်မအကြံကကျတို့ကဒီဘက်မှာလက်မဝက်ချုပ်စာတွေသွားအောင်ပါလေနော်ကိုယ်စာတွေသွားအောင်ပါဆိုတော့တစ်လက်မပဲပခုံးအကြံနော်ဒါပခုံးအကြံနှစ်လက်မနော်ဘေးချုပ်စာဖဲလိုက်ရင်တစ်လက်မပဲကြံနော်ဒါကရှေ့လေပင်နော်โอเคဒီမှာမြင်လေးနဲ့ထပ်ဆွဲပြီမယ်နော်မြင်တာအောင်လို့ဒါကိုယ့်ရဲ့ကိုယ်အရှိရနော်ကိုနှစ်တက်တယ်လို့ယူရနော်အရှိရဆရာလားဒီလိုပုံစံလေးဖြစ်ပြီနော်အဲဒါဆိုချိုင်းရွက်ကဒီလိုပုံစံဖြစ်ပြီနောက်မှလည်းခေါက်ချောင်းနဲ့ဆွဲပဲရှေ့မှာလည်းခေါက်ချောင်းနဲ့တစ်ခုစီပဲညက်ကနော်ဒါကိုလည်းတစ်ခုညံမယ်ဒါကိုလည်းတစ်ခုညံမယ်ခေါက်ချောင်းနဲ့ညံမယ်โอเคလားရမလားဒါကနောက်ချမ်းဒါကရှေ့ချမ်းနော်ဒါကဒီဂျိုင်းကိုဘယ်လိုလုပ်လိုက်တာလဲတဝက်ဝက်လိုက်တာနော်ဒီဂျိုင်းကိုတဝက်ဝက်လိုက်တာအဲ့တဝက်နေရာနဲ့လာပြီးတော့ဂျိုင်းကိုဖောက်လိုက်တာရှာလားနော်ဒါကသူ့ရဲ့ငကိုဂျိုင်းကိုနှစ်နဲ့စားတဲ့အဖြစ်ကိုလာပြီးမှတ်ထားတာနော်ငကိုဂျိုင်းတရားငကိုဂျိုင်းတက်ကိုချဲ့ပြီးချဲ့ပေးရမှာနော်ချဲ့ပြီးအတွက်ဒီရောက်တဝက်ပြီးတော့ချဲ့ရမှာနော်ရှာမလားโอเคအဲ့ဆိုရင်စွတ်ကြချင်းပြလေးပြီးသွားပါပြီအဆင်ပြေပါပြီเนาะချုပ်တဲ့ခါကျရင်လည်းကျွန်တော်ဒီ level white တာတွေ level ဒီ join တွေကိုကြတော့ကျွန်တော်ကိုယ်စာလေးနဲ့တွားပေးရเนาะကိုယ်စာအပြားကိုလေးကွာเนาะအပြားကိုလေးတွားပေးရအပြားလေးကိုပေးလိုက်เนาะအပြားလေးကိုပေးလိုက်အဲ့ဆိုလုံးဝအဆင်ပြေသွားလိမ့်မယ်ရှာပြီเนาะโอเคအဆင်ပြေပါစေအကျိုးရှိပါစေเนาะကလေးရောလူကြီးရောချုပ်လို့ရပါတယ်เนาะပူတဲ့ချိန်မှာဆိုရင်ချုပ်ဝကြည့်ပါလို့ပြောချင်ပါတယ်โอเคအဆင်ပြေပါစေကျေးဇူးပါကိုယ့်အတွက်အကျိုးရှိရင်ဆိုရင် yes လို့မှန်ခဲ့ပြီးအခြားလေးလာနေတဲ့သူတွေအတွက် share ပေးခင်เนาะကျေးဇူးစာလေးဖြစ်ပါတယ်